မာကီချီကိုဆယ်မီရဲ့အနာကိုရအောင်ခုံသွားမယ်လို့ပြောနေပြီးအာအိုရာကလည်းသူ့တခင်ဆာစကဲပြောတဲ့အတိုင်းရှေ့တက်တက်ကနေထိုးဖောက်ရမှာဖြစ်ပါတယ်ဆာကူရာကတော့ခါဆူယူနဲ့မဟာမိတ်တပ်ဖွဲ့တွေအားလုံးကိုကုသပေးဖို့ပြင်နေရကြောင်းမီနာတိုနဲ့ဟီရူဇန်ကတချိန်ကဆူနာတဲ့ဂျီရာယီယာနဲ့အိုရိုရှိမာရူတို့မဟုတ်တဲ့ခစ်တစ်ကိုရောက်ပြီဆိုတာသိလိုက်ကြပါတယ်အဲ့လိုနဲ့ဆာကူရာဆာစကဲနဲ့နာရိုတိုတို့ကလည်းစတင်လှုပ်ရှားလိုက်ကြတဲ့အချိန်မှာဘေးမှာရက်နေတဲ့ဆိုင်ရာမူရင်း original T7 ရဲ့စွမ်းအားကိုမြင်လိုက်ရပါတယ်နာရိုတိုနဲ့ဂါမာကီရှီကလေဘောကနေခုံသွားရင်းနဲ့အစွမ်းပြနေပြီးဆာကူရာကလည်းခါဆူယူကိုထိန်းထားရင်းနဲ့မဟာမိတ်တပ်သားတွေရဲ့ဒဏ်ရာကိုပြန်လည်ကုသပေးနေပါတယ်ဆာစကဲကအတားစီးတွေကိုအာအိုဒါရဲ့ခေါင်းပေါ်ကနေရှင်းသွားပြီးရဲ့အချိန်နာရိုတိုကရာဆင်ချူရီခန်ကိုအသိမြင်လိုက်ကြကြောင်းဆူဆာနိုရဲ့ flame control ကိုထုတ်လိုက်ပါတယ်တငယ်ချင်းတွေကလည်းသူတို့နှစ်ယောက်ကိုအပြေးအဝယုံကြည်ထားကြတဲ့အတွက်နာရိုတိုကဝင်းဆိုင်အေယာမရာဆင်ချူရီခန်ဆာစကဲကအင်ဖာနိုစတိုင်ဆူဆာနို flame control ကိုပြန်လူပစ်လိုက်ကြပြီးယာမာတိုပြောခဲ့သလိုလေဆိုတာမီးကိုပိုပြီးစွမ်းအားကြီးလာအောင်လုပ်ပေးနိုင်တဲ့ကြောင့်သူတို့နှစ်ယောက်ရဲ့ဂျူဆူကကြီးမားတဲ့မီးတောက်ဆက်ကြတစ်ခုအဖြစ်ပေါင်းဆက်ပြီးထိသွားပါတယ်ချာကိုရာအချိုးအစားများတာစွာဂျူဆူနှစ်ခုကိုပေါင်းစပ်နိုင်မှုဆိုတာတော်ရုံအတွဲကြီးပါတယ်ဆိုတဲ့နင်ညာရီအောင်လုံးလုံးမရတဲ့ကိစ္စဖြစ်တာကြောင့်ထိုဘီယာမကသူတို့နှစ်ယောက်ကိုကြည့်ရင်ချီကျူးနေမိပြီးမီနာတိုကလည်းအဲ့ဒီပေါင်းဆက်ဂျူဆူကိုခိုရင်ရှိဘူးရှိခိုခုနိုရ0ရှိကီဆိုတဲ့ကြောင်တော်နာမည်ကြီးထပေးလိုက်ပါတယ်တစ်ဖက်မှာအိုရိုရှိမာရူကလည်းဟိုကာကဲတွေဒဏ်ရာရထားတဲ့နေရာကိုရောက်လာခဲ့ပြီးခန္ဓာကိုယ်အပေါ်ပိုင်းနဲ့အောက်ပိုင်းပြတ်နေတဲ့ဆူနာတဲကိုတွေးလိုက်ရပါတယ်ခါဆူယူကလည်းအိုရိုရှိမာရူကိုတွေးရနဲ့တိုက်ခိုက်ဖို့လုပ်နေရကြောင်းသူကရန်သူမဟုတ်ပဲဟိုကာကဲ9ယောက်ကိုကူညီဖို့လာရဖြစ်ကြောင်းနဲ့တန်မြားဖြစ်เสียတခုခုသူလုံးမိရနဲ့အက်ဆစ်တွေနဲ့ပတ်ပြီးတက်လိုက်လို့ရတဲ့အကြောင်းအိုရိုရှိမာရူကပြောပါတယ်အဲဒါကြောင့်ခါဆူယူကလည်းယုံကြည်ပေးလိုက်ပြီးဒီနေရာမှာဆင့်ခေါ်ထားတာဖြစ်တဲ့အတွက်ဆူနာတဲအားနဲ့နေတဲ့အချိန်မှာကုသရေးအစွမ်းကိုအပြေးအဝအသုံးချလို့မရတဲ့ကြောင့်ခါကဲ9ယောက်လုံးနဲ့ဆူနာတဲရဲ့ဒဏ်ရာတွေကမသက်သာသေးတာဖြစ်ပါတယ်အဲဒါကြောင့်ပဲအိုရိုရှိမာရူကဆူနာတဲ့ပြက်နေတဲ့ခန္ဓာကိုယ်ကိုဆက်ပေးဖို့ခန္ဓာကိုယ်အရေးအသွေးမြောင်းနိုင်တဲ့ဆွေကဲဆုကိုတာဝန်ပေးလိုက်ပြီးချာဂရာတွေပြန်ပြည့်သွားအောင်လဲခါရင်ကိုအကိုက်ခံခိုင်းလိုက်ပါတယ်ဒါပေမဲ့ဟိုနေရာကရန်ဖြစ်နေကြတဲ့အတွက်အိုရိုရှိမာရူကလည်းအခုချက်ချင်းရိုက်ရင်မရိုက်ရင်ခန္ဓာကိုယ်ကိုအပိုင်စီးပစ်လိုက်ပြီလို့ကြောင်တော်ပုံစံနဲ့ထပြောလိုက်ပါတယ်ဆွေကဲဆုနဲ့ခါရင်ကြောင့်ဆူနာတဲ့ကပြန်လည်တက်သွားခဲ့ပြီးဂျွာကိုတစ္ဆာပေါက်ခဲ့တဲ့အိုရိုရှိမာရူကဘာလို့အခုမှစိတ်ပြောင်းသွားရလဲလို့မေးပါတယ်အိုရိုရှိမာရူကတော့ကြောင်တော်စကားတွေနဲ့သူကအရင်လိုမဟုတ်တော့ပဲအနာဂတ်ကိုမမြင်နိုင်သေးပဲမပြောက်ွယ်သွားခြင်းတဲ့အကြောင်းပြောပါတယ်ဆူနာတဲ့ကလည်းအိုရိုရှိမာရူစီကကဲတာခံရလိုက်မယ်လို့တခါမှမတွေးဘူးတဲ့အကြောင်းနဲ့သူတို့၃ယောက်လုံးဒုက္ခရောက်နေတော့အချိန်ကိုမှတ်မိသေးလားလို့မေးပါတယ်ကြောက်တော့ရရှင်နိုဘီရဲ့အဝိုင်းခံထားရတဲ့အချိန်ဂူပေါက်တစ်ခုထဲမှာဂျီဝါရီယာကဒဏ်ရာရနေရကြောင်းသူ့ကိုထားခဲ့ပြီးနှစ်ယောက်တည်းထွက်သွားရင်မှီသေးတဲ့အကြောင်းအိုရိုရှိမာရူကပြောပါတယ်ဆူနာတဲ့ကတော့သူ့ရဲ့စင်းနေရင်စုနဲ့ရအောင်ကုပေးနေပြီးမထားခဲ့နိုင်ဘူးလို့ပြောပေမဲ့ဒါကစစ်မြေပြင်ဖြစ်တဲ့အတွက်ရင်းနေတာကိုရင်းရမယ်လို့ခံယူထားတဲ့အိုရိုရှိမာရူကဂျီဝါရီယာကိုရှင်းပေးမယ်လို့ပြောပါတယ်ဒါပေမဲ့ဂျီဝါရီယာကတော့သူ့တငယ်ချင်းကိုအပြစ်မမြင်ပဲအိုရိုချိမာရူရဲ့မကောင်းတဲ့စိတ်တွေကတနေ့မှရက်တန့်သွားလိမ့်မယ်လို့ယုံကြည်နေအောင်ဖြစ်ပြီးဆူနာတဲ့ကလည်းတားနေတဲ့အချိန်မှာကန်ကောင်းစွာတက်ကူတွေကရောက်လာခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်သူ့ရဲ့နောက်ဆုံးအချိန်မှာလည်းအိုရိုချိမာရူကိုယုံကြည်နေခဲ့လောက်မဲ့အကြောင်းနဲ့သူ့သားမြန်မြန်ပြောင်းလဲခဲ့မယ်ဆိုရင်ဂျီဝါရီယာမသေးတော့ဘူးလို့ဆူနာတဲ့ကပြောပါတယ်ဒါပေမဲ့လူဆိုတာကြောက်သားနဲ့ထုထားတာမဟုတ်တဲ့အတွက်ပြောင်းလဲတတ်တာကြောင့်သူစောစောအမြင်မှန်ရသွားခဲ့ရင်တော့ဂျီဝါရီယာကအရင်လိုသူ့ကိုယုံကြည်ပေးမယ်ဆိုတာကမသေးရတဲ့အကြောင်းနဲ့အရာအလုံးကတော့ဖြစ်စေချင်တဲ့အတိုင်းဖြစ်လာမှာမဟုတ်ပဲအဲဒါကြောင့်ပဲသူကဆာစကဲအနာဂတ်ကိုစောင့်ကြည့်နေတာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်ခါဆူယူကလည်းစစ်မြေပြင်အကြောင်းကိုပြောပြလိုက်ပြီးကျန်တဲ့ခါကဲတွေကိုကိုယ့်ဘာသာကူပေးလိုက်တော့လို့ပြောရင်အိုရိုချိမာရူကပြတ်ထွက်သွားခဲ့ပါတယ်အဲ့လိုနဲ့စစ်မြေပြင်အခြေအနေအားလုံးကိုခါကဲ9ယောက်လုံးကတိသွားကြပြီးတိုက်ပွဲစီကိုပြေးထွက်လာကြတဲ့အချိန်မှာတစ်ဖက်မှာလည်းနာရိုတိုကဆယ်မီရဲ့ခန္ဓာကိုယ်ထဲမှာအမီးကောင်းတွေရှိနေရကြောင်းအားနေသွားရတယ်မီတောက်တွေကိုညှိလိုက်ဖို့ပြောပါတယ်ဒါပေမဲ့ဆာစကဲကတော့အားလုံးကိုမီလောက်နိုင်သွေးမိချင်တာဖြစ်ပြီးအရင်ခက်ကရှိခဲ့တဲ့စနစ်တွေအားလုံးကိုပြောင်းလဲခြင်းတဲ့အတွက်အမီးကောင်းတွေကိုပါပြောက်ွယ်သွားအောင်ကြံရွယ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဆယ်မီကသူ့ရဲ့မီလောက်နေတဲ့အသားကိုဖျက်ထုတ်လိုက်ပြီးဆန်ရလည်းသူဆာစကဲကိုတကယ်တငယ်ချင်းတယောက်လို့ယုံကြည်လို့မရသေးတဲ့အကြောင်းဆာကူရာကိုပြောပါတယ်ဆာကူရာကတော့အခုချိန်မှာဆာစကဲပြန်ရောက်လာပြီဖြစ်တဲ့အတွက်သူပြောတဲ့အကြောင်းနဲ့ဆာစကဲကိုလည်းသူယုံပါတယ်လို့ပြောနေပေမဲ့ဆာကူရာရဲ့မျက်နှာပေါ်ကအပြောင်းကအစစ်မှန်မဟုတ်ဘူးဆိုတာကိုတော့ဆိုင်ကသတိထားနေမိခဲ့ပါတယ်ရှီဂါမာရူကလည်းတခုခုကိုစိတ်ထဲထင်နေပေမဲ့ဘာမှမပြောဘဲထားလိုက်ပြီးအာသာဒမန်ရှင်ထဲမှာတော့ခါကာရှီနဲ့အိုဘီတိုကတယောက်နဲ့တယောက်တိုက်ခိုက်နေကြပါတယ်ခါကာရှီရဲ့တိုက်ခိုက်မှုတွေကြောင့်ခန္ဓာကိုယ်ကစကားပေါက်ဖြစ်နေပေမဲ့ဒါတွေကိုတော်လိုက်ကြရအောင်လို့ပြောရင်ကန်ဂျူစုဖြစ်နေရကိုခါကာရှီကလည်းသိနေပြီးသားဖြစ်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်သူ့အနေနဲ့အိုဘီတိုကိုအရင်လိုပြန်ဖြစ်အောင်မပြောင်းလဲပေးနိုင်တော့ရင်သူလုပ်ပေးနိုင်တာကအိုဘီတိုရဲ့အသက်ကိုနှုတ်